မနေ့ကဒီ erasing ရယ် undo ရယ် redo ရယ်ပေါ့နော်ပြီးသွားပြီပေါ့အဲ့တော့ဒီနေ့ကကြတော့ circle ရယ် add ရယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်သွားမယ်ပေါ့နော်အဲ့မနေ့ကcircle ကကြတော့လေ circle ပြီးသွားလို့ရှိရင်တော့ exercise ဆွဲဖို့ရာကခဏစောင့်ရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာပုံတွေကိုကြည့်လိုက်တော့ဒီဟာဆိုလို့ရှိရင် sorry ဒီလိုမျိုးပေါ့နော် circle ဆွဲမယ်ဆိုလို့ရှိရင်တခြား command တွေလည်းတင်နေရရှိပေါ့နော်အဲ့ဒါကြီးဒီမှာရမှာဆိုတော့ circle ဆွဲပြီးသွားလို့ရှိရင်exercise ကတန်းဆွဲလို့တော့မရသေးဘူးပေါ့နော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့circle command တွေအရင်တင်လိုက်အောင်ပါပေါ့နော် command တင်ပြီးသွားလို့ရှိရင်ဒီ editing tools လေးတွေ move တို့ copy တို့ rotate တို့ဒါတွေတင်ပြီးပြောပြီးသွားလို့ရှိရင်တော့ပုံလေးထပ်ပြီးတော့ဆွဲလို့ရတယ်ပေါ့နော်အဲ့တော့အခုဒီနေ့ကတော့ circle နဲ့ add နဲ့တွားမယ်အဲ့တော့ circle ကကြတော့တိတ်ပြီးတော့များဆဆမှတ်စရာမရှိဘူးသူကcenter radius ရဲ့ diameter ရဲ့ပေါ့နော် radius ရဲ့ diameter ရဲ့နှစ်မျိုးရှိမယ်ဆွဲတဲ့ဟာကဒါပေမဲ့ဒီထဲမှာတော့ဒီမှာဆိုလို့ရှိရင်သူကဒီကနေယူဆွဲလေးရတယ် command ရိုက်လိုက်လေးရတယ်ပေါ့နော်အဲ့မှာဒီမှာ center diameter ပြီး 2.3 point နေရှိတယ်ဒီဟာတွေကကြတော့exercise တွေဆွဲနေနေမှတကယ်လို့လိုအပ်လို့သုံးတဲ့ခါကြလို့ရှိရင်တခါတည်းပြောသွားပြီးမယ်ပေါ့နော်အခုလောလောဆယ်က basic သိဖို့ကကြတော့ radius နဲ့ diameter အနေနဲ့ဆွဲတတ်မယ်ဆိုရင် okay ရနော်အဲ့တော့ circle တစ်လုံးပေါ့ဆွဲလိုက်တယ်ဥမာ diameter က6ပဲထားပါတော့နော်အဲ့တော့ဒီဟာကို okay ဆိုလိုချင်တာ radius နဲ့ diameter ကိုပြချင်တာပေါ့နော် radius ဆိုတာကြတော့ဒီ center point ကနေပြီးတော့ဒီအပေါ်ထိအဲ့ဒါကိုဆိုလိုတာနော်diameter ဆိုတာကြတော့ဒီလိုမျိုးအပြည့်အဲ့ဒါကိုဆိုလိုတာဘယ်နေရာတိုင်းလိုက်ဒါငယ်ငယ်တုန်းကလည်းသင်္ချာတွေမှာနော် math 2ခေါ်မှာဟုတ်တယ်နော် math 2ထဲမှာသင်ဘူးတယ်အဲ့တော့ဘယ်နေရာတိုင်းလိုက်သူက6ရှိနေရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကဒီကနေပြီးတော့ဒီကိုတိုင်းကြည့်6နော်ပြောလို့ရှိရင် radius ဆိုလို့ရှိရင်ဒီကနေဒီကိုတိုင်းကြည့်3နော် okay အဲ့ဒါကိုဘယ်လိုဆွဲမလဲပေါ့ဘယ်လိုဆွဲမလဲဆိုလို့ရှိရင် circle ရဲ့ command ဒီ c under ပြီးသွားလို့ရှိရင်ကိုဆွဲခြင်းတဲ့နေရာမှာ click ချပြီးသွားလို့ရှိရင်ဒီတိုင်းပေါ့တန်ဖိုးရိုက်ထည့်လိုက်တယ်ပေါ့တန်ဖိုးကဥမာထားပါတော့4ပေါ့အဲ့လိုရိုက်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်သူက radius ကိုပြတာဒီမှာဒီ center point ကနေပြီးတော့ဒီအထိကို4ဆိုပြီးတော့ပြတာradius ကိုပြတာ diameter နဲ့ဆွဲကျင်တယ်ဆိုလို့ရှိရင်ကြတော့ c under ပြီးရင် click ချပြီးသွားလို့ရှိရင် diameter နဲ့ဆွဲကျင်တာဖြစ်တဲ့အတွက်ဒီမှာ d နော်diameter ဆိုတော့ d လို့ရိုက်ထည့်ပြီးရင် under ပြီးသွားလို့ရှိရင်တန်ဖိုးက4ပဲထားပါတော့အမှမတူတဲ့အောက်ပြတာအမှ radius 4ကကြတော့အကြီးဖြစ်သွားပြီဒီမှာ diameter တစ်ခုလုံးမှာ4 diameter ဆိုတော့ကြိုက်တဲ့နေရာတိုင်းဟောတော့အခုဒီကနေဒီထိပဲတိုင်းပြမယ်နော်အဲ့ဒါ4အဲ့လိုမျိုးမှားတတ်တယ် radius နဲ့ဆွဲတာနဲ့ diameter နဲ့ဆွဲတာနဲ့ကိုမှားတတ်တယ်နော်circle ကလောလောဆယ်ဒီလောက်သိရင် okay ရပေါ့နော် okay အဲ့ဆိုရင်ထပ်ပြီးဆွဲပြမယ်နော် circle ကို c under ပြီးရင် click ချပြီးသွားလို့ရှိရင်ကိုလိုချင်တဲ့ဟောပေါ့ radius တန်ဖိုးမဲ့ဆွဲမယ်ပဲဆိုပါတော့နော်2ပေါ့2 under နော်အဲ့ဒါမှပြီးသွားလို့ရှိရင် diameter နဲ့ဆွဲမယ်ဆို c under click ချပြီးသွားလို့ရှိရင် d under ကိုလိုချင်တဲ့တန်ဖိုးနဲ့ဆွဲမယ်3 under ဒါဆို diameter 3နဲ့ဆွဲထားတာပေါ့နော်အဲ့တော့ဒီဟာအလောက်ရရင်ရပြီ okay နောက်တစ်ခုကနောက်ထပ် command တစ်ခုက add ပေါ့နော် add ဆိုတာကြတော့သူကအဝန်းဘယ်လိုပြောရမလဲအဝန်းပိုင်းပေါ့အဝန်းပိုင်းဆိုတာမျိုးကလည်းတကယ်တော့ဘယ်လိုလဲဆိုတော့ဥမာ
ဒီမှာပေါ့နော်ဒီ circle ကိုပဲပိုင်းပြမယ် okay ဒီဟာလေးကိုပြောတာ x ဆိုတာဆက်ဝန်လေးပေါ့နော်ဝန်ပိုင်းလေးအဲ့ဒါလေးကိုပြောချင်တာအဲ့ဒါကိုကြတော့သူကခုနလိုမျိုးပေါ့ဆွဲချင်တယ် x ကိုဆွဲချင်တယ်ဒါပေမဲ့ circle ကြီးတစ်ခုလုံးကြီးကိုဆွဲပြီးတော့မှ လိုက်ဖြတ်နေရရင်ကြာတယ်အဲ့တော့သူ့ရဲ့ command က a ပေါ့ a under နော်ပြီးရင်စာမှတ်ကလေးချပြီးရင်ဆုံးမကိုဆွဲချင်တဲ့နေရာကလေးချဒါကတော့ free hand နေနဲ့ဆွဲပြရပါတော့ okay ဒါဆိုရင်ဒါလည်းဝန်ပိုင်းရသွားပြီနောက်ပြီးတော့သူ့မှာလည်းဆွဲနည်းရှိတယ်သူ့မှာဆွဲနည်းရှိဆိုတာဒီမှာ x ဆိုတဲ့ဟာလေးရှိရယ်အဲ့ဒါအောက်ကိုချလိုက်အများကြီးပဲပေါ့နော်3 point ရှိမယ်3 point နဲ့ဆွဲတာရှိမယ်3 point ဆိုတာခုနကလိုမျိုးပေါ့နော်စာမှတ်ကလေးချဆုံးမကလေးချကိုချခြင်းတဲ့နေရာရောက်လာလို့ရှိရင်ကလေးချလိုက်တယ်ပေါ့နောက်တစ်ခုကကြတော့ start center and ရှိမယ် start center angle ရှိမယ် start center length ရှိမယ်ဒီဟာတွေကကြတော့သူက start center and ဆိုတာကြတော့စမှတ်ပေးမယ်ပြီးရင် center point ပြမယ်ပြီးရင်သူ့ရဲ့ဆုံးမှတ်ကိုပြတယ်ပေါ့နော်ပြီးရင်ဒီဟာဆိုလို့ရှိရင်လည်း angle ပေါ့သူက degree နဲ့degree ပေးပြီးတော့ဆွဲတာခဏနေပြမယ်နော်နောက်တစ်ခုကဒါကြတော့ start center length ပြီးလို့ရှိရင်ဒီဟာတွေကတော့သုံးတာတော့ဘယ်လိုပြောရမလဲသုံးတဲ့နေရာတွေလည်းရှိတယ်ဒါပေမဲ့အသုံးများတာကတော့ start and radius ရှိမယ်နောက်ပြီးတော့3 point နဲ့ဆွဲတာလည်းရှိမယ်ဒါကတော့ကိုဆွဲတဲ့ပုံပေါ်မူတည်ပြီးတော့အဆင်ပြေတဲ့ command သုံးရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အခု start start center and နဲ့ဆွဲမယ်ပေါ့ start center and နဲ့ဆွဲမယ်ဆိုတော့ဒီမှာ start point ရှိမယ်ပြီးရင် center point ပြမယ်ပြီးရင် end point ကကြတော့ကိုကဘယ်နားမှာကိုကဆုံးချင်တာလဲပေါ့နော်အခုဒီမှာဒီနေရာမှာရက်ချင်တယ်ဆိုဒီနေရာမှာရက်လိုက်တယ်အဲ့ဒါ start center end start center end ပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့နော် start center angle start center angle ဆိုတာကကြတော့သူကဒီမှာထောက်လိုက်လို့ရှိရင်စာလေးကြာလာမယ်နော်ဒါကကြတော့သူကဒီမှာthe distance between the start point နဲ့ center determines the radius ပေါ့နော်စမှတ်နဲ့ center point နဲ့ကိုသူက radius လို့သတ်မှတ်တယ်ပြောလို့ရှိရင် the other end of the earth is determined ပေါ့နော် by specifying included angle that uses the center of the earth the vertex ဆိုလိုချင်တာကနောက်ထပ်ဒီစမှတ်နဲ့ဟိုဘက်သုံးမှတ်နဲ့ကိုကြတော့သူကဟိုပေါ့နော်ဘယ်လိုပြောမလဲ angle ပြီးလို့ပုံဆွဲလိုက်ရှင်းသွားလိမ့်မယ်သူက angle တစ်ခုအနေနဲ့ပြမယ်ပုံဆွဲပြမယ်နော်ဒီဟာပေါ့ start center angle စမှတ်ပေးလိုက်တယ်ပြီးသွားလို့ရှိရင်သူကနောက်ထပ်ဒီဟာလေးကိုဖတ်လိုက်နော် center point ကိုပြပါဆိုတော့ okay ဒီမှာ center point ပြလိုက်တယ်ပြီးသွားလို့ရှိရင်သူက degree ပြခိုင်းတယ် included angle specify included angle အဲ့တော့ angle ကထားပါတော့30နဲ့ဆွဲမယ်ပေါ့30 under ဒါလေးပဲပြပါတယ်လားအဲ့ဒါကသူကဘာဆိုလို့ကျင်တာလဲဆိုတော့ဒီ point ရယ်ဒီ point ရယ်တောင်းဒီ30 degree ဆိုတာကဒီနှစ်ခုရဲ့ degree ကိုပြောချင်တာနော်အဲ့တော့ဒါ degree နဲ့ဆွဲချင်တယ်ဆိုရင်အဲ့လိုမျိုးဆွဲလို့ရတာပေါ့နော်နောက်တစ်ခုကအသုံးများတဲ့ဟာ start and radius ပေါ့နော် start and radius ဆိုလို့ရှိရင်ကြတော့ရှင်းတယ် start စမှတ်ပြမယ်ပြီးသွားလို့ရှိရင်ဆုံးမှတ်ပြမယ်ပြီးသွားရင် radius တန်ဖိုးကradius တန်ဖိုးက5ပဲထားပါတော့ပြလိုက်တယ်နော်သူ့ရဲ့ radius ဒီသူ center point ကဒီမှာ radius ဒီကြိုက်တဲ့နေရာထောက်ဒီမှာတိုင်းပြမယ်နော်ဒီကနေဒီထိ5နော်အဲ့လိုမဟုတ်ဘူးဒီအလယ် point ထိဆိုလဲ5
နော်အဲ့တော့ဒါက start and radius ပေါ့အဲ့ဒါလေးပဲအသုံးများနောက်တစ်ခုသူ့ရဲ့ဟိုဟာ command ကကြတော့ဒီကနေသွားမေးယူလို့ရှိရင်လည်း a under ဆိုပြီးတော့တန်းယူပြီးတော့ဆွဲလို့ရတယ်စမှတ်ကလေးချဆုံးမှတ်ကလေးချပြီးတော့ရှင်တော့သူကဒါကတော့စမှတ်ဆုံးမှတ်နဲ့ဆွဲလို့ပေါ့နော်လို့ဆွဲလို့ရတယ်ပြီးရင် a under စမှတ်ကလေးချဆုံးမှတ်ကလေးချပြီးတော့လို့ရှိရင် 4 under ဟုတ်လားအဲ့တော့အဲ့လိုမျိုးဆွဲလို့ရတယ်ပေါ့နော်အဲ့ဒါကတော့ circle နဲ့ f နဲ့ပေါ့ okay နောက်တစ်ခုကလောလက်စားနဲ့ပေါ့နော်အဲ့တော့ circle နဲ့ f နဲ့ကအဲ့လောက်တည်းရဆိုလို့ရှိရင်ပုံတော့စဆွဲလို့ရပြီနောက်တစ်ခုက polyline ကဘာမှမဟုတ်ဘူးရိုးရိုးပုံနေဒီ line တွေဆွဲတော့ဆိုလို့ရှိရင် l under ဟုတ်နော် l under ပြီးရင် click ချတယ်ဆွဲတယ်ပေါ့ပြီးရင် command မထွက်သေးဘူးဆွဲတယ်ထပ်ပြီးတော့တစ်ခါဆွဲတယ် command မထွက်သေးဘူးဆွဲတယ်ဆွဲတယ် okay အဲ့ဟာကိုဆက်လက်ပေးကြည့်ရင်သူကဒီ line နေနဲ့တစ်ဆက်တည်းရှိမနေဘူးဒီတစ်ခုစီပဲသွားတယ်ပေါ့နော်အဲ့တော့အခု polyline ဆိုတဲ့ဟာ command က pl under ပြီးရင် step point ချ okay ပြီးရင် command မထွက်သေးဘူးဆက်ဆွဲမယ်ပြောလို့ရှိရင်တခါ command မထွက်သေးဘူးဆက်ဆွဲမယ်ထွက်သေးဘူးဆက်ဆွဲမယ် okay command ထွက်တော့မယ်ဆိုရင် space bar ကိုနှိပ်လိုက်ဆက်လက်ပေးကြည့်လိုက်ရင် line တွေကတစ်ဆက်တည်း space bar နှိပ်ကြည့်လိုက် line တွေကတစ်ဆက်တည်းအဲ့ဒါပဲအဓိက line တွေကိုတစ်ဆက်တည်းဆွဲခြင်းတဲ့အခါမျိုးတွေမှာ polyline နဲ့သုံးတယ်နောက်တစ်ခုက line ကဘာကွာလဲဆိုလို့ရှိရင်ရိုးရိုး line တွေကဒီမှာ global width ဆိုတဲ့ဟာမပါဘူး line ရဲ့အထူကိုတင်လို့မရဘူးပေါ့နော် global width ဆိုရင်မပါဘူးဒီဟာကိုထောက်ကြည့်လိုက်ဒီမှာ global width ဆိုတဲ့ဟာလေးပါလာတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ line ရဲ့အထူဥပမာ3ထားမယ်အဲ့ဒါအရင်ထူပါရင်နော်အဲ့တော့3မထားဘူး 0.5 ဆိုတာတော့ထူးနေအဲ့လိုမျိုးသွားတာအဲ့တော့ polyline ကိုပဲ pl under ကလေးချ step point ကလေးချလိုက်လို့ရှိရင်ဒီမှာကသူက0ပဲပေးထားတယ်လို့နော် 0.5 ဆိုလို့ရှိရင်ဟိုဖြစ်တယ်အဲ့တော့သူ့ကို width နဲ့ဆွဲခြင်းတယ်ပေါ့ width နဲ့ဆွဲခြင်းတယ်ဆိုလို့ရှိရင်ဒီမှာ w under အဲ့တော့ starting width က0.1 ပေါ့ under ပြီးရင် ending width ကိုလည်း 0.1 under ဒါဆိုရင်သူက line လေးထူထူလေးထွက်သွားပြီနော်ဒါကပုံနေဆွဲတဲ့အခါမှာဒါလည်းအသုံးများတဲ့ command တစ်ခုပဲအဲ့တော့ပြီးရင် command ထွက်ခြင်း under တစ်ဆက်တည်းနော်အဲ့ဒါကိုဒီလိုပုံမှန် line လိုမျိုးပေါ့ဒီလောက်အထူပဲပြန်ဖြစ်ချင်တယ်ပေါ့နော်ပုံမှန် line ထူလောက်ပဲပြန်ဖြစ်ချင်တယ်ဆိုရင် pl under အဲ့တော့ထပ်ပြီးတော့ဆွဲမယ်ဆိုရင်သူကဒီမှာ width ကပါနေမှာအဲ့ဒါမျိုးအဲ့တော့ပြန်ချိန်မယ် pl under ပြီးရင် width w under ပြီးသွားလို့ရှိရင်0 under ပြီးရင်နောက်တစ်ခါလဲ0 under ဒါဆိုရင်ပုံမှန် line ထူလေးဖြစ်သွားပြီနော် okay နောက်နေ့ကျတော့ဒီ polyline ကိုပဲထပ်ပြီးတော့ရှင်းပြအောင်မယ်နော်အဲ့တော့ဒီနေ့တော့ဒီမှာပဲရပ်လိုက်မယ်နော် okay နားမလည်တာရှိလို့ရှိရင်ပေးချက် message မှာတော့၎င်း comment မှာတော့၎င်းအချိန်မီလာပြီးတော့မေးလို့ရတယ်နော်